ကဲကိုကခုမှကွန်ပျူတာကိုအခြေခံကနေလေ့လာနေတဲ့လူဆိုလို့ရှိရင်ဒီ essential skill ဖြစ်တဲ့ပေါ့နော်ဒီ basic computer keyboard shortcut 10ခုကတော့တိကိုတိထားတင်ပါတယ်ဒီ10ခုမကလို့တိတယ်အများကြီးရှိသေးတယ်ပေါ့နော်ဒါကကြတော့တကယ်ကို basic ဖြစ်တယ်ဒါကိုတိထားမယ်ဆိုလို့ရှိရင်ကိုကလိုအပ်တဲ့နေရာမှာအရင်အချိန်မရှိဆွဲပဲနဲ့မလိုတော့ပဲနဲ့မြန်လုံနိုင်တာဖြစ်တဲ့အတွက်ဘယ်လိုသုံးတယ်လဲဆိုတာကိုတစ်ချက်လောက်ဝင်ကြည့်ရအောင်လေနော် control C ဆိုတာကြတော့ copy လုပ်တာဖြစ်တယ်ပေါ့နော်ဥပမာကိုကတခုခုကိုသွား copy လုပ်မယ်ဟုတ်ဆိုတော့ copy လုပ်ချင်တယ်ဒါလေးကိုကျွန်မ copy လုပ်မယ်နော်ဒီစာကြောင်းလေးကို control C လုပ်တယ်ပြီးရင်ကိုကဒီမှာ control V ပေါ့နော်လာ V လုပ်မယ်ဆိုရင်လာ paste တာပြီးရင် control Z ပြန်လုပ်မယ်ဆိုလို့ရှိရင်ပြန်ဖြောက်တာ undo ပေါ့နော်ပြန်ပြီးမှဖြောက်လိုက်တယ်ဆိုတော့ပြန်ထည့်လိုက်မယ်နော်ပြီးလို့ရှိရင် control S လို့ပြန်လုပ်လိုက်လို့ရှိရင် auto သွား save မှာဘယ်နားမှာ save မလဲဆိုတဲ့ဟာကိုဒီမှာ window ကတခါတည်းပေါ့နော်ပြလာတယ်ပြီးရင် control A ဆိုတာကြတော့ကျမတို့ဒီတစ်ခုလုံးကိုကျမတို့ရွေးချင်တယ်highlight တွေဒီလိုလက်နဲ့ထောက်ပြီးမှဒီလိုသွားနေတာထက်မြန်အောင်ပေါ့နော် control A လို့ဆိုလို့ရှိရင်ကျမတို့တစ်ခုလုံးကို highlight လုပ်ပြီးသွားပြီဆိုတော့လို့ရှိရင်ကျမတို့ ALT all ဆိုတဲ့ဟာနဲ့ tab ပေါ့နော်ဒီ all ဆိုတဲ့ဟာနဲ့ tab ကိုသုံးလို့ရှိရင်ကျမတို့ဖွင့်ထားတဲ့ window တွေကိုဘယ်ဟာကိုသွားချင်လဲဆိုတာတခါတည်းပြေးလို့ရပါတော့ဥပမာကျမက Microsoft သုံးနေတယ်ပေါ့နော်လောလောဆယ်ဒါမဲ့ကျမကဒီဖွင့်ထားတဲ့ကျမရဲ့ Google Chrome ကိုသွားမယ်ဆိုလို့ရှိရင်နှိပ်လိုက်ရုံပဲဆိုတော့ဒါ Google Chrome ကျမကခဏတော့ Microsoft ကိုလုံနေတဲ့နေရာကိုပြန်သွားချင်တယ်ဆိုလို့ရှိရင်ဒီမှာတော့ control P လို့ပြန်လုပ်လိုက်ရှိရင် print လုပ်တာဆိုတော့တခါတည်း print လုပ်တဲ့နေရာကိုဒီမှာအများထိုးထားတယ်တွေ့တယ်နော် print ဆိုတဲ့နေရာကိုရောက်သွားတယ်ပြီးလို့ရှိရင် control F ကကြတော့ကျမတို့ဒီ text message တခုခုလိုက်ရှာတယ်ဥပမာ Excel သုံးတဲ့လူဆိုလို့ရှိရင်ပတ်စံ amount တွေလိုက်ရှာတယ်လူနာမည်တွေလိုက်ရှာတယ် date တွေကိုလိုက်ရှာတယ်ဥပမာဆိုလို့ရှိရင်ကျမက basic ဆိုတဲ့ဟာကိုရှာချင်တယ်ဟုတ်ဆိုလို့ရှိရင်သူကဟိုမှာ highlight လုပ်ပေးလိုက်တယ် control X ပေါ့နော် control plus X ဆိုတဲ့ X လေးကိုပြန်သုံးမယ်ဆိုရှင်ဒါကိုကျမတို့ cut လိုက်တာဒီစာလေးတွေကိုဒီဟာတွေအားလုံးကိုကျမတို့ cut လိုက်တာ cut ပြီးမှကျမတို့ paste လုပ်ကြည့်တဲ့နေရာကိုပေါ်လာလိမ့်မယ်တွေ့တယ်နော် keyboard မှာ window နဲ့ L နဲ့နှိပ်လိုက်လို့ရှိရင် lock ဖြစ်သွားတယ် okay